မင်္ဂလာပါဒီနေ့ကတော့ဇလက်တော်နေချင်းမြန်ခီးစဉ်လေးကိုတွားချက်မှာပဲဖြစ်ပါတယ်ရှင်။ကျမတို့မနက်စာစားဖို့အတွက်လှည့်ကူမှာခိတခဏကားရနာပါတယ်ရှင်။မနက်စာစားပြီးတဲ့နောက်မှာတော့ဒါညီမတို့ဇလက်တော်ကိုတိုက်ရိုက်ထွက်ခွာလာတာပဲဖြစ်ပါတယ်။အခုညီမတို့ဇလက်တော်ဆယ်ထဲကိုဝင်လာတာပဲဖြစ်ပါတယ်။ဆယ်ကြီးကလည်းအရင်ပဲလှပါတယ်ရှင်။မောင်းလာလိုက်တာဇလက်တော်ကိုရောက်ရှိလာပါပြီ။ညာဘက်ကိုပြေးလိုက်ရဲဆိုလို့ရှိရင်တော့သူတို့ရဲ့ဇလက်တော်ခြံကြီးပေါ့နော်။ခြံကြီးကိုတခါတည်းရောက်ရှိမှာဖြစ်ပါတယ်။ဒီဝင်ပေါက်လမ်းတစ်ချောင်းမှာဆိုလို့ရှိရင်စကူပန်းမြင့်လေးနဲ့အလှဆင်နေတာဖြစ်တော့အရင်ပဲလှပါတယ်ရှင်။မီနီလန်းလေးလည်းဖြစ်တယ်ပြီးပတ်ပတ်လည်မှာကျတော့စကူပန်းမြင့်လေးနဲ့အလှဆင်တာဆိုတော့ဝင်လိုက်တာနဲ့ဟိုတိတ်အေးချမ်းတယ်ပေါ့နော်။ခြံထဲရောက်လာပြီပေါ့နော်။အဲဆိုတော့တွားကဲလိုက်ကြရအောင်။ညီမတို့ဇက်လိုင်းဆန်းစီးတာပေါ့နော်အရမ်းပဲပျော်ဖို့ကောင်းပါတယ်လိုက်ပါခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်အဲ့နောက်မှာတော့ညီမတို့ rainbow slide ကိုစီးကြမှာပါအရမ်းပဲပျော်ဖို့ကောင်းပါတယ်ရှင်ဒါလေးကတော့ညီမတို့အနားယူလို့ရမယ်အဆောင်လေးပါရှင်ဒီထဲမှာမုတ်လည်းမှားလို့ရတယ်ပေါ့နော်ပြီးတော့ဒီဘေးမှာကျတော့အလှမွေး9ကန်လေးမွေးထားတယ်တကယ်ပဲလှတယ်ရှင်အခုဆိုလို့ရှိရင်ညီမတို့ငားထားတဲ့တဲမှာပါရှင်ဒီတဲမှာဆိုလို့ရှိရင်လည်းညီမတို့ဒီအထက်မှာတက်နှလုံးပါတယ်ဝင်အိတ်လို့ရတယ်ပြီးတိုက်ပိတ်ကူပါတယ်ပေါ့နော်အဲ့တော့အားလုံးပျော်ပါဆော့ကစားကြပါရရှင်ညီမတို့ရေတော့ဝင်စင်မကူတော့ဘူးဟိုဘက်ခြမ်းမှာလှည့်သွားစီးတယ်လိုက်ကြည့်လိုက်ရအောင်အခုဆိုလို့ရှိရင်ညီမလေးလော်နေတာပေါ့နော်2ယောက်လော်နေတာ2ယောက်စီလို့ရတယ်တယောက်တည်းလည်းယောက်ျားလေးဆိုလို့ရှိရင်အလှတောက်နှစ်ခုနဲ့ဟိုဘက်ဒီဘက်နဲ့တခါလေးခတ်ပြီးတော့လော်သွားလို့ရတယ်ညီမတော့မနိုင်တော့အဲ့ဒီမောင်လေးနဲ့တူသွားလိုက်တယ်ပေါ့နော်ဟိုဘက်ချန်ဒီကိုပြီးပတ်သွားလို့ရတယ်ဒီစိတ်တစ်ခုလုံးအရင်ပဲလှတယ်ရေးလေးရတယ်ကြီးနေရတယ်အရင်ပဲပျော်ဖို့ကောင်းတယ်အလုံးပဲလိုက်ပါခဲဖို့ဖိတ်ခေါ်ပါတယ်ရှင်ညီမတို့ဒါဇလက်ထော်ထဲမှာစပိန်စီးကြတယ်မြင်းစီးကြတယ်လိုက်ကြည့်လိုက်ရအောင်စပိန်မစီးတာကြတယ်ညီမတို့မှပြန်ပြီးတော့အစမ်းလေးချင်းနဲ့စီးတက်သွားတယ်အရင်ပဲပျော်ဖို့ကောင်းတယ် excite ဖြစ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ညီမတို့မြင်းစီးကြမယ်ပေါ့နော်မြင်းစီးကိုတော့စပြီးတော့ဒါစ try နေပါပြီဒါကတော့ညီမတို့ဒီဇလက်ထော်ထဲမှာစကားပြောရင်းနဲ့ဒန်းစီနေကြတာပဲဖြစ်ပါတယ်။ဒီမှာဒန်းတွေကလည်းအများကြီးပဲရှိတယ်ပြီးတော့ဒန်းတစ်ခုနဲ့တစ်ခုကလည်းမတူအဲ့တော့မိချိုင်းနေတဲ့ရာစီလို့ရတယ်အကုန်လုံးကလည်းတဖန်လို့ရတယ်အကုန်လုံးလှတယ်အခုဆိုလို့ရှိရင်ညီမတို့နေ့လည်စာစားဖို့အတွက်ပြင်ဆင်နေတာပဲဖြစ်ပါတယ်ရှင်ညီမတို့ရောင်းတဲ့ package ထဲမှာပေါ့နော်နေ့လည်စာတော့မပါဘူးရှင်ဒီနေ့လည်စာအတွက်ဆိုလို့ရှိရင်တော့ညီမတို့ additional တဦးကို12000ထပ်ပေးရပါတယ်ရှင်သူတို့ကဒီထဲမှာဆိုလို့ရှိရင်ညီမတို့ဒါစက်သားဘူးတီးနဲ့အရန်ဟင်းလေးတွေပါတယ်ပေါ့နော်ဒီလက်စာစားမယ်ဆိုလို့ရှိရင်တော့ကျမပေးရပါတယ်ဒီလက်စာမစားဘဲနဲ့မိကတာထည့်လိုက်ရဆိုလို့ရှိရင်လည်းရပါတယ်ရှင်ထမင်းစားရတဲ့နောက်မှာတော့ညီမတို့တန့်ထဲမှာပြန်ပြီးတော့တချင်းဆိုကြတယ်အနားယူကြတယ်ရှင်ပြီးတော့မှကျန်တဲ့အတိတ်လေးတွေကိုသွားဆော့ကြတယ်ပေါ့နော်ဒါတော့ floating bridge ပေါ့နော်ရေပေါ်တရားပေါ့ဒီမှာပြေးပြီးတော့ဆော့အရန်လှတယ်ပျော်ဖို့လည်းကောင်းတယ်ရှင်ခီးစဉ်လေးရဆိုလို့ရှိရင်တော့ဒါညနေ9:00နာရီမှာမြန်ကုန်တို့ပြန်လဲထွက်ခွာလာတာပဲဖြစ်ပါတယ်ရှင်အထက်ထဲမှာတော့အတီပတီတော့အများကြီးပဲကြံသေးတယ်ညီမထပ်ဖြစ်နေရဆိုလို့ရှိရင်အကြိုင်ဗီဒီယိုကရှည်သွားမှာဆိုရတဲ့တကြံမလို့ဒါဧည့်သည်တော်များလိုက်ပါခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်မိသားစုတွေရောတငယ်ချင်းတွေရောဒါကလေးတွေရောအကုန်လုံးပေါ့နော်တူတာပါဝင်မယ်ဆိုလို့ရှိရင်တော့အရန်ပဲပျော်ဖို့ကောင်းတယ်အရန်ပဲစိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုတဲ့ဟာမျိုးကအာမခံပါတယ်ရှင်လိုက်ပါခဲ့ဖို့လည်းဖိတ်ခေါ်အပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခီးစဉ်လေးတွေမှာလည်းပြန်လည်ဆုံးတွေ့ချင်ပါသေးတယ်ရှင်အားလုံးပဲတတား